မင်္ဂလာပါ UFC 317က Brandon Royval နဲ့ Joshua Van တို့ရဲ့ flyweight ပွဲအကြောင်းဒီနေ့ဆွေးနွေးကြအောင်တကယ်ကို fight of the night ဆုရတဲ့အထိအကျိတ်ကနေခိခဲ့တယ်ပွဲနော်ဟုတ်ပါတယ်ပြောစရာတွေအများကြီးပဲဟုတ်ကဲ့ဒီနေ့တော့အဲ့ဒီစိတ်လှုပ်ရှားစရာပွဲရဲ့အဓိကခိုက်တန့်ဒီနီးဗျူဟာတွေနောက်ပြီးတော့ရလက်တွေကိုကျွမ်းကျင်သူသုံးသက်ချက်တွေအခြေခံပြီးတော့အတူတူကြည့်သွားကြမယ်ပွဲစတာနဲ့ Royval ကတော့သူ့ style တိုင်းပဲအရင်မြူးကြွပြီးကြည့်လို့ကောင်းအောင်ကစားတာတော်တော်များများကတိတ်တောင်းနေပါမယ်ထင်ခဲ့ပေမဲ့Ossia ပဲနေအောင်လုံး stand fight ကိုပဲအဓိကဆိုင်သွားကြတယ်ဟုတ်တယ် Royval က South Paw ကနေသူ့ရဲ့ဝလက်ကမှန် jab တွေ low kick တွေနဲ့အကွာဝေး team ဖို့ချုံးစားတာပေါ့ Van ကတော့ orthodox နဲ့ထွက်လာတယ်ပထမချီမှာ Royval ရဲ့ jab တွေတွဲလုံးတွေကဝင်တယ်လို့ရှိပေမဲ့ Van ကhead movement တိတ်မသုံးဘူးနော်ဟုတ်တယ် head movement တော့တိတ်မတွေ့ရဘူးဒါပေမဲ့သူ့ရဲ့ footwork ကောင်းတယ် speed ရှိတယ် timing လည်းကောင်းတော့ counter ပြန်ထိုးချက်တွေကတော်တော်ထိရောက်ခဲ့တယ် Royval ဝင်လာတာနဲ့1-2တော့ straight right လို့နဲ့စောင့်ထိုးတာလေclinch မှာလေ Van က body shot တွေထိုးသွားသေးတယ်နော်ဟုတ်တယ် clinch မှာအဲ့ဒါလေးတွေထည့်သွားတယ်ပြီးတော့အချီဘီခါနီးမှာ Van ရဲ့ clinch shot တစ်ချက်ကြောင့် Royval နည်းနည်းရိုင်သွားတယ်အဲ့ဒါကြောင့်ပဲပထမအချီက Van ဘက်ကိုပါသွားတယ်လို့မြင်တယ်ဟုတ်ပါပြီဆိုတော့ပထမချီ Van အသားရသွားတော့ဒုတိယချီမှာ Royval ပြောင်းလာရောသူ့ corner ကမာလိုက်လို့လားမသိဘူးပိုပြီး aggressive ဖြစ်လာတယ်ဟုတ်တယ်ပိုပြီးဖိလာတယ်တွဲလုံးတွေပိုဆုံလာတယ်အဲ့တော့ clinch shot တွေလည်းပိုပြီးအပြန်လန်ထိကြတာပေါ့အပြန်လန်တော့ထိကြတယ် Van လည်းမိတာရှိပေမဲ့သူကတင်းကြီးနေနော် counter တွေပြန်ပိတ်နေတော့မယ်မှန်ပါတယ်ဒုတိယအချီကတကယ်ကိုအပြန်လန်ပေါက်ကွဲမှုတွေများခဲ့တဲ့အချီ significant strike ဆို80ကျော်တယ်ဆိုတော့မနည်းဘူးလေဒါပေမဲ့ဒိုင်နင်ယောက်က Royval ကိုပေးလိုက်တယ်ဆိုတော့ aggression ကိုပိုမှတ်ပေးသွားတဲ့သဘောမျိုးဖြစ်နိုင်တယ်ဖြစ်နိုင်ပါတယ်တတိယအချီကတော့တကယ်အဆုံးဖြတ်ပဲ Royval ကပိုပြီးတော့chaos ပုံစံနဲ့ fear ပေးဖို့ကြိုးစားခြင်းမှာ Van ကဘလို့တုံ့ပြန်သွားလဲတတိယချီမှာ Van ကပိုပြီးတော့တောင်တည်ငြိမ်သွားသလိုပဲတကယ်ကို clinical ဖြစ်သွားတယ် Royval အရှိန်နဲ့ဝင်လာတိုင်းမှာအလေအလွတ်အနေနဲ့တိကျတဲ့ counter တွေပြန်ပြီးနိုင်မိတယ်အထူးသဖြင့်အဲ့ oblique kick တစ်ချက်အဲ့ဒီ kick ကတော်တော်အရေးပါသွားတယ်နော်ဟုတ်တယ်တကယ်ကိုရေးပါသွားတယ်အဲ့ဒီ kick မိပြီးနောက်ပိုင်း Royval ရဲ့ဝင်အားတိတိတာတာကျသွားတယ်ရှေ့တော့ကိုနည်းနည်းတုံဆိုင်သွားတယ်ပြီးတော့ပွဲပြီးခါနီးမှာ Van ကတော်တော်လေးအသာစီးနဲ့ပြတ်ထိုးနိုင်တော့တဲ့အနေအထားတွေဖြစ်သွားတော့အနိုင်ကပိုသေးချသွားတာပေါ့မဲလို့ပွဲတစ်ခုလုံးကိုပြန်ခြုံကြည့်ရင် Royval က reach တာတယ်ထိုးချက်ရေးတော်များတယ် volume ကောင်းတယ်ဒါပေမဲ့ Van ကတိကျမှုနဲ့ထိရောက်မှုမှာတာသွားတယ်လို့ပြောလို့ရမလားအတိအကျပဲအဲ့ဒါအဓိကကွာသွားတာချက်ပဲ Royval က volume တော့များပြီမဲ့ accuracy နဲ့တော့ damage သိမ့်မဖြစ်ဘူး Van ကတော့ထိမ့်ပြီးတိတိကျကျထိုးချက်တွေနဲ့ damage ပိုရအောင်စားသွားတယ်အဲ့ဒါကြောင့်လေယာလက်က Van အတွက် unanimous decision ဖြစ်သွားတာပေါ့29-28 29-28 30-27ဆိုတော့ဟုတ်တယ်အဆုံးဖြတ်တစ်တရအချီမှာဒိုင်း3ယောက်လုံးက Van ကို10-9ပေးတာကသူ့ရဲ့အသာစီးမှုကိုပြနေတာပဲနောက်ပြီးတော့စံချိန်တစ်ခုတင်သွားတဲ့နော်ဒီပွဲမှာ total strike နဲ့ပတ်သက်ပြီးတော့ဟုတ်တယ်နယူးယောက်ပေါင်း total strike 425ချက် UFC 3ချီပွဲသမိုင်းမှာစံချိန်သက်ပဲဒါပေမဲ့လေ total strike ဆိုတာကထိတာရောမထိတာရောပါနိုင်သေးတယ်တကယ်အရေးပါတဲ့ significant strike accuracy ကိုကြည့်ဖို့လိုတယ် Van က 66% တောင်ရှိတယ်Royval က 46% ပဲအများကြီးกว่าတာပဲဟုတ်တယ်အဲ့ဒီကိန်းကနန်းကအရေးထွက်များတာထက်အရေးတွေတိကျမှုကပိုအရေးကြီးတယ်ဆိုတာပြနေတာပေါ့ Van အတွက်ကတော့ဒီနိုင်ပွဲကတကယ်ကိုကြီးမားတဲ့ခြေလမ်းပဲ UFC flyweight မှာ10ပွဲမြောက်နိုင်ပွဲအသက်25နှစ်အောက် flyweight မှာနိုင်ပွဲအများဆုံးစံချိန်ပြီးတော့ short notice နဲ့လူစားထိုးဝင်ကစားတာကနေ champion Pantoja နဲ့ထိုးခွင့်ရသွားတယ်တကယ်ကိုဆရာအောင်မြင်မှုပဲဒါပေမဲ့Pantoja နဲ့ပွဲရတော့လုံးဝကိုတမျိုးချစ်လာမှာဟုတ်တယ်နော်ဒီ Royval နဲ့ပွဲလို့ stand up အပြန်လန်ဖြစ်ဖို့နည်းမင်းထင်တယ်ဟုတ်တယ် Pantoja ရဲ့ pressure သူ့ရဲ့ grappling အတွေ့အကြုံဒါတွေက Van နဲ့လုံးဝကွဲပြားတဲ့စင်ခေါ်မှုပဲသူ့အနေနဲ့ဒီတစ်ခါတကယ်ကိုအစင်ထပ်တက်ပြရမယ်ပွဲဖြစ်လာမှာကောင်းပြီဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့ဒါ fight of the night ရလာအောင်အကျိန်နဲ့ရှိခဲ့တဲ့ပွဲတစ်ပွဲဖြစ်တယ်စံချိန်တင်ထိုးချက်တွေလည်းရှိခဲ့တယ်ဒါပေမဲ့အဆုံးမှာတော့ Joshua Van ကအရေးအတွက်ထက်တိကျမှုနဲ့ထိရောက်တဲ့ damage ကိုအားပြုပြီးတော့အရေးပါတဲ့နိုင်ပွဲတစ်ခုရယူသွားတယ်
ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးထုတ်ပြောချင်တာကလေ Total Strike လို့ကိန်းဂဏန်းတွေကဇလန်းတစ်ခုကိုပြောပြနိုင်ပြီမဲ့ဒီပွဲကနေတကယ်မြင်ရတာကတိကျမှုထိရောက်မှုပြီးတော့ oblique kick လို့အရေးကြီးတဲ့အချိန်မှာမှန်ကန်တဲ့နည်းဗျူဟာအသုံးပြုနိုင်မှုက MMA ပွဲတစ်ပွဲရဲ့ရက်လက်ကိုဘယ်လိုအဆုံးဖြတ်ပေးနိုင်တယ်လဲဆိုတာပဲ မှန်ပါတယ်ကိန်းကနန်နဲ့နောက်ခွဲကတကယ်စွမ်းဆောင်ရည်ကိုအကဲဖြတ်ဖို့အရေးကြီးတယ်ဆိုတဲ့အချက်ပေါ့နော် ဟုတ်ပါတယ်အဲ့ဒါလေးကစဉ်းစားစရာတစ်ခုပါပဲ